အဲ့ကောင်ကူတည်သွားပြီတဲ့တည်သွားပြီတဲ့ဒါကြတော့ဟိုဥပဒေကွက်ကြားမှုရွာသလိုဖြစ်သွားတာပေါ့အဲ့ဒါပဲမှာငါးနှစ်သမီးလေးကိုတန်ငယ်ပရင်းကျူးလွန်နဲ့တပ်ဖြတ်တယ်အဲ့ဒီပုံကိုပေါ့ဗျာအဲ့ဒီကောင်ပေါ့အဲ့ကောင်ကူတည်သွားပြီတဲ့တည်သွားပြီတဲ့ဆိုတော့ကျွန်တော်လည်းဘာပြောမှမသိတည်သွားပြီဆိုကျွန်တော်လည်းဟာဘာဖြစ်တာလဲပေါ့တည်သွားပြီဆိုတဲ့ကျွန်တော်တို့စတည်ရတော့ကျွန်တော်လည်းသက်ဆိုင်ရာအာဏာဖွဲ့စည်းလို့ကျွန်တော်တို့အတီးပြုတ်တယ်ပေါ့နော်အတီးပြုတ်တဲ့ခါကျတော့ဟုတ်တယ်တည်သွားပါတယ်တဲ့နော်အဲ့ဒီကိစ္စကကျွန်တော်တို့ပြန်အစကောက်ရရင်နော်အစကောက်ရရင်နော်အဲ့တော့အားလုံးမမိကြမယ်ဒီကောင်ကနော်ဒီကောင်ကထားတဲ့ဘက်မှာရှိတဲ့ငါးနှစ်သမီးလေးပေါ့နော်ထားတဲ့ငါးနှစ်သမီးလေးကိုဒီကောင်မရင်းကျင်ပြီးတော့လူတက်တယ်ပေါ့နော်လူတက်မရင်းကျင်လုပ်တယ်လုပ်တော့အခုသက်ဆိုင်ရာဟိုသူ့မမိလဲဆိုတော့ဟိုဘကူရိုက်ဒေသကြီးနတ်တလင်းမြို့နယ်မှာမိတယ်နော်နတ်တလင်းမြို့နယ်မှာမိတယ်မိတော့သူ့ကိုနတ်တလင်းမြို့မှာရှိတဲ့ဗိုလ်ချုပ်လမ်းပေါ်မှာပေါ့နော်သူကဦးကြောင်လုပ်နေတော့အဲ့ထိုးရုံနာရှိတော့ဦးကြောင်လုပ်နေတော့ဒီကောင်ကောက်ပြီးတော့ဖမ်းလိုက်တော့ဖမ်းပြီးဆက်လိုက်တော့ဒီကောင်ကဒီထန်းတပင်မှာတက်ငယ်ပရင်ငါးနှစ်သမီးလူတက်ငယ်ပရင်ကျူးလွန်တယ်ထန်းတပင်2-6မှာငါးနှစ်သမီးလူတက်ငယ်ပရင်ကျူးလွန်တဲ့သူဖြစ်နေတယ်အသက်က33နှစ်အရွယ်ရဲဝင်းပိုင်အဲ့ကောင်ကဒီကောင်ဘယ်ရသားလဲဆိုတော့ပန်းတတော်မြို့နယ်အေရဒေသကြီးပန်းတတော်မြို့နယ်ခနွဲခဖို့ကြီးရွာမှာနေထိုင်နေသူဖြစ်တယ်ဒီကောင်ကြည့်ဆေးလက်ကြောင်ကောင်ဒီပုံအခြေခံဥပဒေ2008ခုနှစ်မှပြင်ဆင်ဖြည့်စွက်တဲ့အချက်43ချက်ကိုသဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်အဲ့ဒီအချက်တွေကတော့ဖွဲ့စည်းပုံအခြေခံဥပဒေဥပမာ436ကနဲ့သက်ဆိုင်သည့်အချက်16ချက်ဥပမာ436ခနဲ့သက်ဆိုင်သည့်အချက်28ချက်တို့ပဲဖြစ်ပါတယ်ရင်းသွန်လာပါပြင်ဆင်ဖြည့်စွက်သည့်အချက်များကိုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်433ပုံမှန်434ပုံမှန်435ပါပြဋ္ဌာန်းချက်များနဲ့အညီဥပဒေပြုနိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။သုံးလာမိတ္တူကိုလည်းလွတ်တော်ကိုယ်စားများထံဖြန့်ဝေထားပြီးဖြစ်ပါတယ်။ဆိုပါသုံးလာကိုပြည်ထောင်စုလွတ်တော်ဆိုင်ရာဥပဒေပုံမှန်21ပုံမှန်ခွဲခရာလွတ်တော်ကမှတ်တမ်းတင်ကြောင်းကြေညာပါတယ်တော့မနေ့တော့ကျွန်တော်လွတ်တော်မှာမေခွန်းတစ်ခုမေးရပါအဲ့ဒါတပ်ပုပ္ပနဲ့ရပ်ပုပ္ပနဲ့ဘာလို့ခွဲထားရလဲလို့တပ်ပုပ္ပကျတော့ကြာလွှဲပြောင်းလို့မရဘူးရပ်ပုပ္ပကျတော့လွှဲပြောင်းလို့ရတယ်ဆိုတော့ဒါကထောက်ကလှုပ်ထားတာပါတဲ့လာဖြေတဲ့ပြည်တော်စုနေမြေဟိုပေါ့နေပြီးတော့ကောင်စီကလာဖြေတာပေါ့ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်ပြောလိုက်တယ်2008အခြေခံဥပဒေမှာလို့နော်ပုံမှန်340ခွန်မှာဤသူမဆိုဥပဒေအရာတွင်ဒန်းတူခွင့်ရရှိရမယ်တပ်ပုပ္ပရပ်ပုပ္ပမခွဲရဘူးလို့348မှာနိုင်ငံတော်ဒီရာထူးဌာနရလည်းခွဲခြားခြင်းမရှိရဆိုတော့စစ်သားဆိုတမျိုးအယက်သားဆိုတမျိုးအဲ့လိုမျိုးမခွဲရဘူးလေနော်နိုင်ငံသားများဒီ349မှာဆိုပြည်သူဝန်ထမ်းတာဝန်ထမ်းဆောင်ရာတွင်တူညီသောအခွင့်အလမ်းရှိရမည်တဲ့စစ်တပ်ကြတော့လွှဲလို့မရဘူးအကြောက်ဖြစ်ကြလို့အဲ့လိုမျိုးတွေမလုပ်ပါနဲ့ဆိုတော့ပါတယ်လေလို့ပြောတာတော့ဒါကထောက်ဆိုတာလဲ2008အခြေခံဥပဒေရဲ့အောက်မှာပဲရှိရမယ်ကထောက်ကဆိုလို့ဒါဟိုမရဘူးဆိုတာဒါကြတော့ဟိုဥပဒေကွက်ကြားမှုရွာသလိုဖြစ်သွားတာပေါ့ကျွန်တော်မြန်မာနိုင်ငံမှာ HMB ဈေးနှုန်းတွေအစမတန်မြင့်တက်လာတဲ့အမျှလေယာမြေတွေတစ်တော်မြေတွေကိုအကွက်ချရောင်းချမှုတွေရှိလာပါတယ်အဲ့တော့နိုင်ငံတော်အစိုးရကလေယာမြေမှာအိမ်ဆောက်လို့မရဘူးတစ်တော်မြေတွေဆိုပြီးတော့ပြန်လည်ပြီးတော့တင်းဆဲတဲ့အခါမှာဒီနေရာတွေမှာစောက်ပြီးသားအိမ်တွေကိုဖယ်ရှားတဲ့အခါမှာဝယ်ယူထားတဲ့သူတွေအိမ်ဆောက်ထားတဲ့ပြည်သူလူထုတွေဟာအင်မတန်မှနစ်နာရပါတယ်ဒါပေမဲ့ပြည်သူတွေရဲ့နစ်နာပေမဲ့အကွက်ချရောင်းပြီးတော့ထွက်သွားတဲ့သူတွေလေယာမြေပိုင်ရှင်တွေနဲ့အိမ်ချမ်းမြေအကျိုးဆောင်တွေကတော့အကျိုးမြတ်တွေအများကြီးရှိသွားတာပါ။ဘာကြောင့်လဲဆိုတော့အိမ်ဆောက်လို့မရတဲ့လေယာမြေတွေအကွက်ချရောင်းချတာဟာအမတန်မှအကျိုးမြတ်တွေများပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့တွေကလူနေတဲ့အကွက်တွေရိုက်ပြီးဒါစိတ်ပိုင်းပြီးရောင်းချတဲ့အတွက်ကြောင့်မလို့အကျိုးမြတ်တွေများပါတယ်။ဒီနေရာမှာလည်းအကျင့်ပြတ်ချစားတဲ့ဝန်ထမ်းတချို့တွေကလည်းပါဝင်ပတ်သက်နေတာရှိပါတယ်။နောက်ပြီးတော့ပြင်ဦးလွင်မှာဆိုလို့ရှိရင်တစ်တော်မြေ area တွေကိုရွာမြေဆိုပြီးတော့ line ပေါ်မှာနေမဲ့ပေါ်တင်ရောင်းချနေတာတွေခုထိရှိနေစေဖြစ်ပါတယ်။ဒါကြောင့်မလို့ဝယ်ယူပြီးမှအိမ်ဆောက်မှဒီနေရာတွေကိုဖျက်သိမ်းနေဆိုတာဟာပြည်သူလူထုကိုအမတန်မှအကျိုးစီးပွားကိုပျက်စီးစေပါတယ်ပြည်သူလူထုကလည်းတော်တော်လေးကိုဒါငွေကြေးတွေဆုံးရှုံးပါတယ်ဒါကြောင့်မလို့ line ပေါ်မှာလေယာမြေတွေကိုအကွက်ချရောင်းချနေတဲ့သူတွေအိမ်ဆောက်လို့မရတဲ့မြေတွေကိုအကွက်ချရောင်းချနေတဲ့ဒီ online ပေါ်မှာ live streaming နဲ့ရောင်းချနေတဲ့သူတွေကိုဒါအရေးယူဆောင်ရွက်ပြီးဖို့အမတန်မှအရေးကြီးပါတယ်စောက်ပြီးကမှဝယ်ပြီးကမှဖဲကြရှင်းကြဆိုတာဟာပြည်သူလူထုကိုအမတန်မှနစ်နာပါတယ်